ညီကိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Fury တစ်ကိုမြဲတင်ဆက်ပေးနေတဲ့ look ပဲဖြစ်ပါတယ်မနေ့ကရွေးချယ်ပေးခဲ့တဲ့ Newcastle နဲ့ Man City ရဲ့ပွဲက body ရော goal ပေါင်းအောင်ပြီးညီကိုတို့အဆင်ပြေခဲ့ကြလိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့ Liverpool body တပွဲတော့ကြာသွားခဲ့ပါတယ်ဒီနေ့မှလည်း Super Sunday London Derby တွေရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်တဲ့ Arsenal နဲ့ Spurs တို့ပွဲကို TV မှာပွဲစုသုံးသက်ချလေးလုပ်ပြီးတော့မှဖြစ်ပါတယ် Arsenal ကဒီပွဲပြီးရင် Bayern ကို Champions League ကစားဖို့ရှိပါတယ် Spurs လည်းပဲဂျာရီဒီမှာ PSG ကို Champions League ကစားဖို့ရှိပါတယ်လူစင်းအရမှာတော့ Spurs ဘက်ကဒဏ်ရာကစားသမားတွေများလို့ဒီညမှာလည်း Arsenal ဘက်က Gabriel Magalhaes ပါဝင်နိုင်ခြင်းရှိမှာမဟုတ်ပါဘူးဒီလိုအခြေအနေမှာ Arsenal ရဲ့ခံစစ်စုပွဲပုံတွေအနေငယ်စိတ်မချပါဘူးဒါပေမဲ့ဒီပွဲမှာတော့ Arsenal က1-40ချီးပေးထားပြီးမှ Spurs ကိုဂိုးပြအောင်တွန်းနိုင်ပါမလားလူများတော့ထင်နေရပဲဒီပွဲကို Arsenal ကိုဂိုးပြအောင်တွန်းနိုင်မှာမဟုတ်ဘူးလို့ဒါကြောင့်လည်းဒီညမှာ Spurs ဘော်တွေထိုင်မဲ့လူတွေများလာရတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ဒီပွဲမှာလည်းပိုကီတွေမနေ့ကလိုမျိုး body ဈေးကိုမာယာထပ်များနေပြန်ပါပြီကျွန်တော်ကတော့ဒီပွဲမှာလူများနဲ့မတူပဲအရေးစွန့်ကျင်လို့ Arsenal body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဂိုးပေါင်းဈေးကတော့ 3+80 ပေးထားတာကြောင့်လူတွေကတော့ထင်နေပါပဲကိုယ်ကိုမြခေါ်နေရည်လို့ပြီးရတဲ့နောက်ပွဲတွေမှာအရေးကြီးတဲ့ပွဲတွေရှိကြကွာဒီပွဲကိုဘယ်သူကတိုက်ကစားမှာလဲဒါကြောင့်လူတွေကဒီပွဲကိုထင်းထင်းကစားကြမယ်လို့ထင်နေမယ်အဲ့လိုပဲလူတွေထင်နေမှာအဲ့ဒါဆိုလို့ရှိရင်ဘောလုံးပွဲလောင်းတာကြီးကဘယ်လိုပြောမလဲတအားကြီးလွယ်ကူနေမှာမဟုတ်ဘူးလားပြီးရတဲ့ဒီပွဲကို Arsenal ဘက်ကအနည်းဆုံး 2-0 3-0မှန်းတာဖြစ်လို့ဒီပွဲတော့တေးကြပါတယ်အနည်းဆုံးဂိုးတော့ပေါ်မှာပါအဲ့ဒါကြောင့်ကျွန်တော် Arsenal နဲ့ Spurs တို့ပွဲကို Arsenal body နဲ့ဂိုးများကိုရွေးချယ်ပေးခြင်းပါတယ်ညီကိုအားလုံးပဲဒီညလည်းဆက်ပြီးအပေါင်းပြနိုင်ကြပါစေအားလုံးပဲ good luck ပါ